โอเคဒီနေ့တော့ကျွန်တော်တို့သိထားတယ်ဒီသမိုင်းကြောင်းတွေတဲကမှာအခုကျွန်တော်ပြောပြလိုက်လို့ရှိရင်ခင်ဗျားတို့စိတ်ထဲမှာလုံးဝဗျာတမြင့်မြင့်တဆွေးဆွေးတနှုတ်နှုတ်အဲ့လိုမျိုးခံစားသွားရမယ်နောက်ပြီးတော့ကျွန်တော်အခုဒီအကြောင်းကိုပြောပြလိုက်လို့ရှိရင်ခင်ဗျားတို့စိတ်ထဲမှာဘယ်လိုထင်မလဲဆိုတော့တကယ်ကြီးလားပေါ့နော်ဒီလိုမျိုးအမှားကြီးမျိုးမှားခဲ့ကြတာလားအဲ့လိုမျိုးအတွေးတွေ mindset တွေခင်ဗျားတို့စိတ်ထဲဝင်သွားမယ်အကြောင်းအရာလေးတစ်ခုကိုကျွန်တော်ပြောပြမယ်ဒီเจ้าညာလေးကိုမပြောခင်ကျွန်တော်ကခမရတော့ကိုမေးခွန်းတစ်ခုလောက်အရင်မေးကြည့်မယ်ဗျာအဲ့ဒါကဘာလဲဆိုတော့လူအသက်ပေါင်း1500ဝန်းကျင်လောက်ကိုပေါ့နော်နှုတ်ယူသွားတဲ့အဖြစ်ပြက်ပေါ့ခမရတို့ကျွန်တော်တို့သိပြီးသားဒီတိုက်တန်းနဲ့သင်္ဘောကြီးနစ်မြုပ်သွားတဲ့ကိစ္စဒီကိစ္စကဒီသင်္ဘောကြီးနစ်မြုပ်သွားတဲ့ကိစ္စကတကယ်ပဲရေခဲတောင်ကိုတိုက်မိတာနေစတာလားဒါမှမဟုတ်ခမရတို့မသိသေးတဲ့တခြားအကြောင်းရင်းတွေရောရှိနေသေးလားဒီနောက်ွယ်ကအကြောင်းတွေကဘာတွေလဲတကယ်တမ်းကျတော့အဲ့ဒီညကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေဟာတော့ကြိတ်လေးတစ်ခုတော့ကြိတ်ဆိုတာတော့တွဲလေးတစ်ခုပေါ့ဒီတော့တွဲလေးတစ်ခုပျောက်ဆုံးသွားတာကနေပြီးတော့စတယ်ပြီးတော့နောက်တစ်ချက်ကဒီသင်္ဘောကြီးရဲ့အလှပကိုထိကြိုက်မှစိုးတဲ့အတွက်ဒီအသက်ကယ်တဲ့သင်္ဘောတွေကိုရှော့ပြီးတည်ဆောင်လာတဲ့အကြောင်းနောက်ပြီးတော့ဒီရုပ်ရှင်တွေခင်ဗျားတို့ကျွန်တော်တို့ကြည့်ဘူးတဲ့ဒီ Titanic ရုပ်ရှင်ပေါ့အဲ့ဒီရုပ်ရှင်ထဲမှာမပါတဲ့အကြောင်းရင်းတွေပြီးတော့နောက်ကြောင်းကတကယ်အတွင်းတရုပ်မှန်ပြီဒီဟာတွေကိုကျွန်တော်ကဒီနေ့ကျွန်တော်လေ့လာမိထားသလောက်ကျွန်တော်ကခင်ဗျားတို့ကိုပြန်ပြီးတော့ sharing လုပ်ပေးချင်တာခင်ဗျားတို့ဒီ Titanic ရုပ်ရှင်ဇာတ်ကားကိုကြည့်ဘူးကြမလားJust နဲ့ Rose နဲ့လေLeonardo နဲ့ Kate Winslet တရုပ်ဆောင်ထားတာလေဆိုတော့ရုပ်ရှင်ကရုပ်ရှင်ပဲဗျာတော့သူဒီဖန်တီးထားမှုတွေနောက်ပြီးတော့ဇလန်းစကွက်ဆင်ထားတာတွေဒါတွေပါတာပေါ့ဒီညမှာကျွန်တော်စကားဖြတ်ပြီးခင်ဗျားတို့တခုမေးကြည့်လိုက်အောင်မယ်အဲ့ဒီ Titanic ရုပ်ရှင်ဇာတ်ကားထဲမှာဘယ်ဇက်ဝင်ငန်းကိုခင်ဗျားတို့အကြိုက်ဆုံးလဲကားမှန်ကြီးကိုလက်ကြီးလာကတ်တဲ့အခန်းလို့တော့မပြောနဲ့နော်ခင်ဗျားတို့အဲ့လိုပြောမယ်ဆိုတော့ကျွန်တော်သိတယ်โอเคနောက်တာပါတကယ်ကဒီဇလန်းမှာပါတဲ့အကြောင်းအရာတွေထက်ဒီတကယ်ဖြစ်ပျက်ကဒီနောက်ခံအကြောင်းတွေကဇလန်းထပ်ပို့ပြီးတော့ကိုစိတ်ဝင်စားဖို့ကောင်းတယ်Okay KP Knowledge Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ KP Knowledge Channel ရဲ့ကိုပိုင်ဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီတက္ကရာ1912ခုနှစ်ဧပြီလ10ရက်နေ့မှာကျွန်တော်တို့သိတဲ့ဒီ Titanic သင်္ဘောကြီးကအင်္ဂလန်ကနေပြီးတော့နယူးယောက်ကိုပထမဆုံးအကြိမ်ဖြစ်ရေချပြီးတော့စပြီးတော့ထွက်ခွာလာတယ်Okay ဆိုတော့ခင်ဗျားစဉ်းစားကြည့်ဗျာအဲ့ခေတ်တုန်းကလူတွေရဲ့ခေါင်းထဲမှာကနီးပညာကရေလက်တိုးတက်နေပြီသူတို့ရဲ့နီးပညာထွတ်တက်ကိုရောက်နေပြီလို့သူတို့ခေါင်းထဲမှာထင်နေတယ်စမှုတော်လန်ကြီးကလည်းအဲ့ချိန်မှာအရှင်ကကောင်းနေတယ်အရှင်ကရနေပြီဆိုတော့လူတွေကဒီ Titanic သင်္ဘောကြီးကိုကြည့်ပြီးတော့ငါတို့ကတဘာဝတရားကြီးကိုလွန်ဆန်နိုင်ပြီပေါ့ဗျာနီးပညာအားကိုးနေပေါ့သင်္ဘောကြီးပေါ့အဲ့လိုမျိုးအတွေ့အကြုံခေါင်းထဲကိုဝင်နေတယ်ပြောမယ်ဆိုရင်တော့အခုခေတ်စကားနဲ့ဆိုတော့မန်တက်နေတယ်ပေါ့ဗျာအဲ့ဒီချိန်မှာပဲဒီ White Star Line ဆိုတဲ့ကုမ္ပဏီကနေပြီးတော့ဒီ Titanic သင်္ဘောကြီးကိုစပြီးတော့ထုတ်လုပ်ပြလိုက်တယ်သူ့ရဲ့လျှာကလည်းဒီသမိုးကြီးလျှာကလည်းဘောလုံးကွင်း3ကွင်းစာလောက်ကိုရှည်ပြီးတော့ဒီကျွန်တော်တို့ဒီစက်တက်ထက်တိုက်လောက်ပေါ့အမြင့်အဲ့လောက်ရှိတယ်အဲ့ဒီတော့လူတွေကဘာလို့ဒီသမိုးကြီးကို unsinkable မနစ်မြုပ်နိုင်တဲ့သမိုးကြီးအဲ့လိုမျိုးဘာလို့အသေးလဲကြွေးကြော်ပြီးတော့နာမည်တွေပေးခဲ့ကြတာလဲအဲ့ဒီနောက်ွယ်မှာလည်းဤပညာပိုင်းဆိုင်ရာအကြောင်းပြချက်ကလည်းရှိတယ်ဗျဒီသမိုးကြီးရဲ့ one byte ထဲမှာဒီရေလုံတဲ့အခန်းပေါ့နော် waterproof compartment ဆိုတဲ့ဒီအခန်း16ခန်းပါတယ်ရေလုံးဝမဝင်ဘူးပေါ့ဗျာပြောချင်တာပြီးတော့အဲ့ဒီတခန်းနဲ့တခန်းကိုဒီလိုကူးတန်းသွားလာတဲ့နေရာမှာလဲတကားတွေကိုသူကလျှက်စစ်နဲ့အဖွင့်ပိတ်လုပ်လို့ရတဲ့တကားတွေကိုတက်ဆင်ထားတာပြီးတော့ဒီ engineer တွေကလည်းဘလောက်ထိတောင်လေလုံးထွားလဲဆိုလို့ရှိရင်ဒီသမောဒီလေလုံးတဲ့အခန်း16ခန်းတွေက4ခန်းလောက်ကိုရေအပြည့်ဝင်သွားခဲ့တယ်ဆိုလို့ရှိရင်တော့တဲ့သမောကလုံးဝမမြုပ်ဘဲနဲ့ရေပေါ်မှာပေါ်နေပြီးတော့ဆက်လက်ပြီးတော့သွားနိုင်သေးတယ်ပေါ့ဗျာသူတို့အဲ့လိုမျိုးလေလုံးထွားခဲ့သေးတယ်အဲ့ဒီတော့သူတို့ဒီတိုင်းပြည်ကလူတွေကလည်းအေးဆေးပဲပေါ့ဒီသင်္ဘောကဘယ်တော့မှနှစ်မှာမဟုတ်ကုံကုံပြောရလို့ရှိရင်ဖျားသခင်တော်လာပြီးတော့နှစ်မြုံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့သူတို့ကဒီသင်္ဘောကြီးပေါ်အရန်ကိုယုံကြည်ချက်တွေမြင့်မားပြီးတော့ over confidence တွေဖြစ်တာကြပါဗျာအဲ့ဒါတွေမကသေးဘူးဗျဒီသင်္ဘောမှာပါနေတဲ့လူတွေကိုခင်ဗျားတို့ချက်ကြည့်ကြည့်လိုက်အောင်တကယ်ကိုထိတ်တန်းကဘာဘောကထိတ်တန်းတထေးကြီးတွေပါတာဗျာခုခေတ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ဒီ Elon Musk တို့ Jeff Bezos တို့အဲ့လိုလူမျိုးတွေပါတယ်ဗျာသင်္ဘောမှာဥပမာမမရရအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် John Jacob Astor ဆိုလို့အဲ့လိုတထေးမျိုးဆိုလို့ရှိရင်ဗျာအဲ့ခေတ်တုန်းကတကယ်ထိတ်တန်းတထေးကမ္ဘာချမ်းသာဆုံးတထေးတွေမှာပါတယ်
သူတို့တွေအဲ့သင်္ဘောပေါ်မှာလိုက်ပါပြီးတော့စီးနင်းလာကြတယ်အဲ့လိုတထေးကြီးတွေကပတ်စံကိုအပုံလိုက်ပုံအောပြီးတုံးပြီးတော့သူတို့ကဒီသင်္ဘောကြီးရဲ့ပထမတန်းစားပေါ့ဗျာဒီ first class ဆိုတဲ့ဒီဟာကနေပြီးတော့လိုက်ပါစီးနင်းတယ်ပြီးတော့သင်္ဘောပေါ်လည်းကြည့်လိုက်အောင်လေဗျာပါတီတွေရကူးကန်တွေစားတောက်ဆိုင်တွေကအစုံပါတယ်လေဆိုတော့သူတို့ကဇင်လေးနဲ့အေးဆေးလာပြီးတော့ပျော်ပါတယ်ပေါ့ဗျာတကယ်ကိုရှေးပေါ်မှာမျောနေတဲ့တကယ်ရွှေမျိုးတော်ကြီးတစ်ခုလိုပဲဗျာလူတိုင်းကလည်းဝိုင်းကွယ်လေးတွေကင်ပြီးတော့ပါတီဝဲမှာကခုံပြီးတော့ပျော်မြူးနေကြတာဗျာဒါပေမဲ့အဲ့ဒီနောက်ကွယ်မှာကန်ဆိုးချင်းတွေရောက်လာတော့မယ်ဆိုတာကိုတော့သူတို့တွေကဘယ်သူကမှကြိုပြီးတော့မသိကြအောင်တကယ်ကိုရင်နာဖို့ကောင်းတာကဒီသင်းမောစားထွက်လာကြတဲ့ဒီအတွင်းပိုင်းထဲမှာလွဲချော်လေးတွေစပြီးပါလာတယ်ဆိုတာကိုဘယ်သူမှသတိမထားမိလိုက်ကြအောင်โอเคဒီနေရာမှာစပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကစလာပြီဗျာဆိုတော့သင်းမောကအဲ့လိုပဲပင်လယ်ထဲမှာမောင်းနေလာရင်းနဲ့ April 14 ရက်နေ့ညနေပိုင်းလောက်ကိုရောက်လာတယ်အဲ့ချိန်လောက်ရောက်တဲ့အချိန်မှာအဲ့ဒီခေတ်ကအခုလိုမျိုးဒီရေခဲတောင်တို့ဒီပင်လယ်ပြင်မှာရှိတဲ့အရာတွေကိုဗျာလှမ်းပြီးထောက်လှမ်းလို့ရတဲ့ဒီရေဒါတွေဘာတွေကမပေါ်သေးဘူးဆိုတော့ဒီလိုရေခဲတောင်တွေဒီပင်လယ်ပြင်ထဲမှာရှိတဲ့ဒီသင်္ဘောတို့ရွက်လှေသေးလေးတွေတို့နော်ဥပမာပြောပြတာအဲ့လိုဟာမျိုးတွေကိုကြည့်ဖို့မြင်ဖို့ဆိုလို့ရှိရင်သူတို့ကသင်္ဘောပေါ်မှာရှိတဲ့ဟိုခက်မြင့်မြင့်အဆောက်အဦလေးတစ်ခုရှိတယ်ဗျအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ကြီးကန်းအိမ် Cronex လို့ခေါ်တယ်အဲ့ဒီမျော်စင်ကနေပြီးတော့လူ2ယောက်စောင့်တယ်လူ2ယောက်တချို့စား3ယောက်ပေါ့နော်အဲ့လိုအလှည့်ကျစောင့်ပြီးတော့ပြောမယ်ဆိုမျော်စင်လို့ပေါ့ဗျာကင်းစောင့်တဲ့မျော်စင်လို့ပေါ့အဲ့လိုနေရာနေပြီးတော့မှန်မြောင်းနဲ့ကြည့်ပြီးတော့ပဲဒီမျက်စိမြင်နဲ့ပဲဆုံးဖြတ်ကြတာဆိုတော့ဒီ Titanic သင်္ဘောကြီးမှာလည်းဒီကင်းမျော်စင်ပေါ်မှာရှိတဲ့ဒီစစ်ဆေးအရာရှိ2ယောက်ကအဲ့လိုပဲဒီအမှောင်လေးကိုမျက်စိနဲ့ကြည့်ပြီးပဲသူတို့ကပင်လယ်ထဲမှာဘာရှိလဲကြောက်ဆောင်ကြောက်ခဲတွေဒီရေခဲတောင်တွေပေါ့နော်အဲ့လိုဟာတွေရှိလားဆိုပြီးတော့သူတို့လည်းမျက်စိနဲ့ပဲဆုံးဖြတ်ကြတာဒါပေမဲ့အဲ့ဒီညကအဲ့ဒီ Titanic သင်္ဘောကင်းမျော်စင်ပေါ်မှာရှိတဲ့ဒီလုတ်သားအလုတ်သမား2ယောက်မှာဒီပင်လယ်ပြင်ကနေပြီးတော့ဒီအရာဝတ္ထုတွေဒီကြောက်ဆောင်ကြောက်ခဲတွေကြည့်ဖို့အတွက်မှန်မြောင်းမရှိဘူးဘိုင်းတို့ကူလာပေါ့ဗျာမှန်မြောင်းမရှိဘူးဆိုတော့ခင်ဗျားတို့တစ်ချက်စဉ်းစားကြည့်လိုက်ဗျာအမှောင်တူကြီးထဲမှာဒီပင်လယ်ပြင်ကိုတာမန်မျက်စိတက်တက်နဲ့ပဲကြည့်ပြီးတော့ဟိုဘာရှိလဲဟိုဟာရှိလားဒီဟာရှိလားပေါ့နော်အဲ့လိုမျိုးလိုက်ဆုံးဖြတ်နေရတာဗျာဒီညမှာမေးစရာရှိတယ်ဘာလို့မှန်မြောင်းကရှိမနေရလဲတကယ်ကိုတကယ်ဦးကြောင်ကြောင်နိုင်နဲ့မေးခွန်းကြီးဗျာခင်ဗျာစဉ်းစားကြည့်သင်္ဘောကြီးတစ်စီးလုံးပင်လယ်ထဲထွက်လာပြီဒီပြောမယ်ဆိုလို့ရှိရင် NA ကိုဒီကြည့်တဲ့စောင့်ကြည့်တဲ့လူကဒီမှန်မြောင်းမှပါမလာဘူးခင်ဗျာစဉ်းစားကြည့်ဘယ်လောက်တောင်ဦးကြောင်ကြောင်ကြီးလဲဆိုတော့ဒီသင်္ဘောကြီးကဒီအင်္ဂလန်ကမထွက်ခွာခင်လေးမှာသင်္ဘောရဲ့ဒုတိယထိတ်ဆုံးခေါင်းဆောင်တော့မဟုတ်ဘူးဗျာဒုတိယခေါင်းဆောင်ပဲဆိုပါစို့ဒုတိယခေါင်းဆောင်အရာရှိကိုရုတ်တရက်ယာတုတွဲပြောင်းတဲ့ကိစ္စတွေဖြစ်လာတယ်ဆိုတော့အဲ့လိုတာဝန်အလဲခံလိုက်ရတဲ့ဒီဒုတိယအရာရှိကသူလည်းဒီတာဝန်လွှဲပြောင်းရမယ်ဆိုတာလည်းသိရောသူကကြပြားကြထွက်ပြီးတော့ဒီမှန်မြောင်းတွေထည့်ထားတဲ့ဒီတစ်တာရဲ့တော့ကိုလွှဲပြောင်းပြီးတော့ဟန်ကူဘာလုပ်ဖို့မေ့ခဲ့တယ်ပေါ့ဗျာဒီနေရာမှာခင်ဗျားစဉ်းစားကြည့်ဒီသင်္ဘောကြီးပေါ်မှာလူတိုင်းဒီပါဗျာလိုက်ပါခြင်းကြတာဘာလို့ဆိုတော့ပထမဦးဆုံးနဲ့ဒီအကြီးဆုံးသင်္ဘောကြီးဗျာဆိုတော့သူကတာဝန်လွှဲပြောင်းပေးအခါတာဝန်လွှဲခံလိုက်ရတဲ့အချိန်မှာသူလည်းစိတ်ထဲမှာနည်းနည်းစနိုးစနောင်းတော့ရှိကောင်းရှိမယ်ဒါကျွန်တော်အမြင်ကိုပြောပြတာပါစနိုးစနောင်းတော့ရှိကောင်းရှိမယ်ဆိုတော့ဒီတစ်တာရဲ့တော့ကိုသူတမင်တကာပဲမပေးပဲယူသွားတာမျိုးလားတကယ်ကြီးကိုပဲသူမေ့ခဲ့တာမျိုးလားဒါကတော့ကျွန်တော်တို့လည်းတေချာတော့မပြောတတ်ဘူးတေချာတခုကတော့ဒီမှန်မြောင်းထည့်တဲ့တစ်တာရဲ့တော့ကသင်္ဘောထွက်သွားတဲ့အချိန်မှာသင်္ဘောမှာတခါတည်းမပါသွားဘဲနဲ့တာဝန်လဲခံလိုက်ရတဲ့ဒီဒုတိယအရာရှိရဲ့လက်ထဲမှာပဲကြံခဲ့ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ကုန်းပေါ်မှာပဲဒီကြံခဲ့တယ်ပေါ့ဗျာဆိုတော့ခင်ဗျားတို့ပဲတစ်ချက်တွေးကြည့်လိုက်ပေါ့ဒီတော့ချိတ်လေးတော့တွဲလေးတစ်ခုကလူအသက်ပေါင်း1500လောက်ကိုနှုတ်ယူသွားခဲ့တယ်ဆိုတာကတကယ်ကိုအံ့ဩစရာကြီးဗျာတွေးကြည့်လိုက်လို့ရှိရင်သိယုံကျင်စရာတော့မရှိဘူးဒီတော့တွဲလေးတွဲနော်အဲ့ဒါတွေမဲလားဆိုတော့လည်းမဟုတ်သေးပြန်ဘူးအဲ့ဒီညရာသီဥတုကလုံးဝကိုလေမတိုက်ဘူးလို့ပြောတယ်ဆိုတော့ခင်ဗျားတို့မှလည်းမေးခွန်းတော့ရှိမှာပဲလေမတိုက်တာမကောင်းဘူးလားပေါ့ပင်လယ်ပြင်မှာရာသီဥတုလေးအေးဆေးဖြစ်နေတာမကောင်းလားဆိုတော့မကောင်းတော့မဟုတ်ဘူးကောင်းတယ်ဒါပေမဲ့လေမတိုက်တဲ့အတွက်ပင်လယ်ရေရဲ့လှိုင်းကိုရေမျက်နှာပြင်ကလှိုင်းမထပဲနဲ့လုံးဝကိုမှန်သားပြင်တစ်ချက်လို့ငြိမ်သက်နေတယ်လို့ပြောတယ်ဆိုတော့လှိုင်းမထတဲ့အတွက်ဒီရေလှိုင်းတွေမရှိတဲ့အတွက်ပုံမှန်ဆိုရင်များရေလှိုင်းတွေရှိတယ်ဆိုလို့ရှိရင်ဒီကြောက်ဆောင်ပြီးတော့ဒီရေခဲတောင်အဲ့လိုအရာတွေကိုထိခိုက်မိပြီးတော့ဒီလှိုင်းပုတ်မိတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ရေတံကြားရမယ်အနည်းဆုံးတော့ဗျာဟိုရေအမြုပ်ဟိုပင်လယ်ရေဆိုတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲဟိုလှိုင်းပုတ်လိုက်ပြီဆိုအမြုပ်တွေနဲ့ဖြူဖြူဖွေးဖွေးဖြစ်သွားမယ်အဲ့လိုမျိုးလုံးဝဖြစ်မနေဘူးအဲ့ညအဲ့ဒီတော့အဲ့လိုမျိုးလှိုင်းပုတ်တာမျိုးမရှိတဲ့အတွက်ဒီရေပွက်တဲ့ဒီအဖြူရောင်တံရေပွက်တဲ့အရာတွေကိုမမြင်ရဘူးဆိုတော့ညဘက်မှာမြင်ဖို့ဆိုတာပိုတော်မှခက်ခဲသွားတယ်ဆိုတော့ဒီရေခဲတောင်ကိုသူတို့ကသင်းမောနဲ့တိုက်ခန်နေမီတာအနည်းငယ်လောက်အလိုမှာမှမြင်လိုက်ရတာ
ပြီးတော့ဘီနာကနေပြီးတော့သွားတဲ့သင်္ဘောတွေပေါ့နော်နီးနားမှာရှိတဲ့သင်္ဘောတွေကလည်းဒီတိုက်တက်နဲ့သင်္ဘောကြီးစီကိုကျင်းနှံနေပို့တယ်ဒီနားတစ်ဝိုက်မှာရေကတောင်တွေရှိတဲ့တတိထားမောင်းမာဆိုတဲ့ကျင်းနှံနေပို့တယ်ဒါဆိုဘာလို့အဲ့ဒီကျင်းနှံတွေကသင်္ဘောကပတိန်ဒါမှမဟုတ်တာဝန်ရှိတာဝန်ခံအရာရှိစီဘာလို့မရောက်တာလဲဆိုတော့တိုက်တက်နဲ့သင်္ဘောပေါ်မှာရှိတဲ့ဒီကျင်းနှံရိုက်တဲ့လူကအသေးတွေရဲ့ပါတီဝဲအတွက်ဒီကျင်းနှံတွေပို့ပြီးအလုပ်ရှုပ်နေတာဆိုတော့ဒီဟိုဘက်ကသင်္ဘောတွေကပို့တဲ့တတိပေးတဲ့ဒီကျင်းနှံတွေနဲ့ရောပြီးတော့မပို့ပြစ်ဖဲနဲ့ဒီသင်္ဘောကပတိန်ရှိကိုဒီတတိပေးတဲ့ကျင်းနှံလုံးဝရောက်မသွားအောင်ဆိုတော့ခုခေတ်အနေထားနဲ့ပြောရမယ်ဆိုရင်တထေးတွေပါတီပေးနေတာကျွန်တော်တို့ခင်ဗျားတို့ဆိုခုခေတ်ဆိုလို့ရှိရင်ကျွန်တော်ဘာစားနေပါတယ်ကျွန်တော်ဘယ်ရောက်နေပါလဲဗီဒီယိုနဲ့ဗီဒီယို recording လုပ်ရင်လုပ်မယ် live လွှင့်ရင်လွှင့်မယ်ကျွန်တော်ထင်တာပြောတာပါအဲ့လိုမျိုးထင်ပါတယ်သူတို့လည်းဒီကျွေးနှင်းရိုက်ပြီးတော့ဟေးငါတော့တိုက်တဲ့သမောကြီးပေါ်မှာဘယ်မျိုးရောက်နေပြီပါတီပွဲမှာဘလို့စားနေတယ်တောက်နေတယ်ဒါတွေကိုကျွေးနှင်းရိုက်တာဖြစ်ကောင်းဖြစ်မယ်ဒါကျွန်တော်အမြင်ကိုပြောတာပါဒီတော့အမားတွေကတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့တစ်ခုပြီးတစ်ခုနဲ့စင်ကဲပြီးအမားတွေထပ်ပြီးဖြစ်နေတဲ့အချိန်ပေါ့ဗျာကဲ April 14ရက်နေ့ည7:40လောက်ရောက်တဲ့ချိန်မှာဒီတိုက်တဲ့သမောပေါ်မှာရှိတယ်ဒီကင်းမျှော်စင်ပေါ်ကလူကသူ့ရှိမှရေခဲတောင်မျိုးဘွားကလေးမြင်လိုက်ရပြီဗျာသူလည်းအဲ့ချိန်မှာလုံးဝသွေးပြတ်သွားပြီးတော့အရေးပေါ်ပဲကို3ချိန်ဆက်တိုက်ကြည့်တယ်နောက်ပြီးတော့ဒီဆက်သွယ်ရေး operator နေတဲ့တောက်လျှောက်သူအော်တော့တာပါဗျာရှေ့မှာရေခဲတောင်ကြီးဘာဆက်လုပ်မလဲကပတိန်ဖွဲ့ကိုလည်းသတင်းပို့ပေါ့ဆိုတော့ဒီရှိတဲ့မှာရေခဲတောင်ကြီးဆိုပြီးတော့ तू ကအောက်ကကပတိန်နဲ့သူ့ဖွဲ့ကိုသတင်းပို့တယ်ဆိုတော့ engine တွေကိုအကုန်လုံးကပတိန်နဲ့ဖွဲ့ရလဲသူ့ engine တွေကိုအကုန်လုံးနောက်ပြန်လှည့်ပြီးတော့ဖွင့်လိုက်တယ်တင်မောမှာဆိုတော့တင်မောဆိုတာကျွန်တော်တို့ကားတွေလို brake ကတော့မပါဘူးဗျာသူကရှေ့နဲ့နောက်ရ2မျိုးတယ်ခင်ဗျားရှေ့သွားနေတဲ့အချိန်မှာအချိန်နဲကျင်တယ် brake အုပ်ချင်တယ်ဆိုလို့ရှိရင်သူကပန်ကာတစ်လက်ကိုပြောင်းပြန်လှည့်ပြီးတော့နောက်ဆုတ်တဲ့ပုံစံမျိုးလုပ်လိုက်တာအဲ့သဘောပဲဆိုတော့အဲ့ချိန်မှာသူတို့ကဒီ engine တစ်လက်ကိုပြောင်းပြန်လှည့်ပြီးတော့နောက်ဆုတ်တဲ့ပုံစံလုပ်တယ်အကုန်အချိန်ကို short ချတယ်ပြီးတော့နောက်ပြီးတော့ဘယ်ဘက်ချမ်းကိုသူတို့ကဆွဲလှည့်ပြီးကွေ့ပလိုက်တယ်အဲ့လိုလုပ်ဖို့လေကပတိန်ကိုယ်တိုင်ကအမိန့်ပေးလိုက်တာဗျာဒါပေမဲ့ဒီသင်္ဘောကအရန်ကြီးလွန်းတဲ့အတွက်အချိန်ကချက်ချင်းမတည်ဘူးဗျာချက်ချင်းနဲ့ရက်လို့မရအောင်ကွေ့မယ်ဆိုလို့ရှိရင်လေသူကချက်ချင်းကွေ့လို့မရအောင်သင်္ဘောရင်းသွားပြီးတော့မှောက်သွားတာမျိုးတွေဖြစ်နိုင်တယ်ဗျာပြီးတော့လိုလိုလဲဆွဲလို့မရလိုလိုလဲကွေ့လို့မပါဘူးပေါ့အဲ့လိုပဲပြောရမှာပေါ့ဆိုတော့ရက်လက်အနေနဲ့ကသင်္ဘောကရှစ်တက်တဲ့ဦးနဲ့မတိုက်မိပဲနဲ့ဘယ်ဘက်ကိုဆွဲပြီးတော့ကွေ့လိုက်တဲ့အတွက်သင်္ဘောရဲ့ညာဘက်ချမ်းနဲ့ဒီရေခဲတောင်ရဲ့အောက်ခြေမှာရှိရဲ့နည်းနည်းချွန်ထွက်နေတဲ့အပိုင်းနဲ့ချစ်မိတယ်ချစ်မိသွားတယ်ဆိုတာကလည်းဒီအချိန်ပြင်းပြင်းနဲ့ချစ်မိတဲ့သဘောပေါ့ဗျာဒါပေမဲ့ရုပ်ရှင်တွေထဲမှာတော့ तू ကအဲ့ချိန်မှာသင်္ဘောနဲ့ဒီရေခဲတောင်နဲ့ချစ်မိသွားတဲ့အချိန်မှာဝုန်းနဲ့ဒိုင်းကနေလုံးဝတုံခါသွားတဲ့အနေထားတော့ပြတယ်ရုပ်ရှင်တွေထဲမှာဒါပေမဲ့တကယ်လက်တွေ့အပြင်မှာကြတော့အဲ့ဒီချိန်မှာသင်္ဘောပေါ်ကလူများစုကအဲ့လိုမျိုးချစ်မိတိုက်မိသွားတဲ့ဟာကိုသိတော့မသိလိုက်ကြဘူးလို့ပြဟိုနည်းနည်းလေးအတန်လေးထွက်သွားမယ်သင်္ဘောလေးနည်းနည်းတိတ်ငယ်လေးလှုပ်သွားမယ်ဒီလောက်ပဲတချို့ဒီ first class မှာတဲတဲ့တထေးကြီးတွေဆိုလို့ရှိရင်အိတ်နေတဲ့တထေးဆိုလို့ရှိရင်နိုးတော်မနိုးကြဘူးလို့သိရတယ်တချို့အခန်းတွေထဲမှာဆိုလို့ရှိရင်ဒီရေခဲတောင်တိုက်မိတဲ့အတွက်ဒီရေခဲတောင်ကကွဲထွက်ပြီးတော့ကျလာတဲ့ဒီရေခဲစတွေကိုဝိုင်းကွန်ထဲထည့်ပြီးတော့အတူတူပြောပတောက်ပြီးတော့ကောက်ခုံနေကြပြီးတော့ဟာတာဖြစ်တောင်လုပ်နေကြသေးရဲ့ဗျာဆိုတော့ဘယ်လောက်တောင်အေးဆေးနိုင်ကြတယ်အေးဆေးအခြေအနေဖြစ်နေလဲဆိုတာခင်ဗျားတစ်ချက်တွေးကြည့်လိုက်တော့ဒါမဲ့အဲ့ချိန်မှာတော့ဒီသင်္ဘောအောက်ကဒီအတွင်းပိုင်းထဲမှာတော့လုံးဝငရဲရဖြစ်နေပြီငရဲခန်းရောက်နေပြီရေခဲတောင်ကဒီချစ်မိသွားလို့ဒီသင်္ဘောကိုယ်တွေကဒီတန်တတုပြားတွေကပွင့်ထွက်သွားပြီးတော့ဒီအတလန်တိတ်သမုတ်တရားတွေကနေပြီးတော့လုံးဝအေးဆက်နေတဲ့ရေခဲတမျှပေါ့ဗျာရေခဲတမျှအေးဆက်နေတဲ့အဲ့ရေတွေကဒီသင်္ဘောတွေကိုဝမ်းမိုက်တွေကိုတော်ဘောနဲ့စပြီးတော့ဝင်လာပြီအစပိုင်းမှာကျွန်တော်ပြောပြခဲ့တယ်သင်္ဘောရဲ့ဝမ်းပိုက်ထဲကဒီရေလုံခန်း16ခန်း waterproof compartment ဒီအခန်း16ခန်းက9ခန်းအထိကိုရေကလုံးဝအပြည့်ဝင်သွားတာအဲ့ချိန်မှာသင်္ဘောဒီဇိုင်းကိုဒီဇိုင်းထုတ်တဲ့ဒီ engineer ဂျုတ် Thomas Andrew ကဒီသင်္ဘောအောက်ဝမ်းပိုက်ထဲထိဆင်းလာပြီးတော့ဒီအခန်းတွေကိုတစ်ချက်စစ်ဆေးကြည့်လိုက်သေးတယ်စစ်ဆေးပြီးတဲ့အချိန်မှာ तू ကလည်းလုံးဝမျက်စိပြက်မျက်နှာပြက်နဲ့သင်္ဘောကပတိန်ကိုပြောလိုက်တာဘာပြောလိုက်လဲဆိုတော့ဒီသင်္ဘောရဲ့ waterproof compartment အခန်း16ခန်းမှာ तू က4ခန်းထိပဲရေဝင်အောင်ခံနိုင်တာဒါပေမဲ့အခုက5ခန်းဖြစ်သွားပြီဆိုတော့မရတော့ဒီသင်္ဘောကနစ်မြုပ်ဖို့အချိန်2နာရီလောက်ပဲလိုတော့တယ်ဆိုပြီးတော့ तू ကသင်္ဘောကပတိန်ကိုရှင်းပြလိုက်တယ်အဲ့ဒီချိန်မှာတကယ်ကြောက်စရာကောင်းတဲ့ငရေခန်းကစတာပဲဒီနေရာမှာအဆိုးဆုံးပြဿနာကဒီအသက်ကယ်လေးသင်္ဘောပေါ်မှာပါလာတဲ့အသက်ကယ်လေးရဲ့မလုံလောက်တဲ့ပြဿနာပဲဗျာသင်္ဘောပေါ်မှာတကယ်တမ်းပါလာတဲ့လူကြီးက2200ကျော်တယ်ဒါပေမဲ့သင်္ဘောပေါ်မှာပါလာတဲ့အသက်ကယ်လေးဒီ life boat ကလူ1100စာဝန်းကျင်လောက်ပဲရတယ်ဗျာပြောမယ်ဆိုရင်လူတစ်ဝက်စာတော့မရှိဘူးဒီချိန်မှာခင်ဗျားတို့မေးစရာရှိလာမှာပေါ့ဘာလို့ဒီလောက်တောင်ပေါ့ဆရတာလဲဘာလို့ဒီလောက်တောင်သုံးမကြကြရတာလဲပေါ့နော်အဲ့နောက်ွယ်မှာလည်းအကြောင်းရင်းကလည်းရှိတယ်ဗျအဲ့ဒါကလောဘနဲ့ပေါ့ဆမှုပဲ
ပထမချက်ကသင်္ဘောကလုံးဝမနစ်မြုပ်နိုင်ဘူးဆိုပြီးယုံကြည်ချက်တွေမြင်မာပြီးတော့ဒီ over confidence ဖြစ်ပြီးတော့အသက်ကလေးတွေမလိုအပ်ဘဲနဲ့အများကြီးမယူဘူးဆိုတဲ့အတွေ့မျိုးနောက်တစ်ချက်ကြတော့ကယ်ဆယ်ရေးလေတွေအများကြီးယူသွားရင်အများကြီးကိုဒီကုန်းဘက်ပေါ်မှာတင်ထားမယ်ဆိုလို့ရှိရင်သင်္ဘောရဲ့အလှပကိုထိခိုက်တယ်ပြီးတော့နေရာလေးကျင်းသွားမယ်ပြီးတော့တထေးဒီကမ္ဘာထိတန်းတထေးကြီးတကြွယ်ကြီးတွေလမ်းလျှောက်တဲ့ခါဆိုလို့ရှိရင်နည်းနည်းကျင်းမယ်ကြက်မယ်ပေါ့ဗျာအဲ့လိုမျိုးတွေရှောက်စဉ်းစားပြီးတော့တမင်တကာကြီးကိုရှော့ပြီးတော့ထည့်ခဲ့တာဒီတော့ခင်ဗျားတို့တစ်ချက်စဉ်းစားတာကြည့်တော့ဗျာလူအသက်ထက်ဒီသင်္ဘောရဲ့အလှပကိုပို့ပြီးတော့ဦးစားပေးခဲ့တဲ့အတွေးခေါ်ကဘလောက်တောင်ယူနှမ်းဖို့ကောင်းလဲဆိုတာနောက်တစ်ချက်ကဒီကယ်ဆယ်ရေးလှေတွေကိုဒီရေချတဲ့အခါမှာလည်းစီးစနစ်မရှိတော့တကယ်ပြဿနာကြီးကြီးကြုံနေဗျာသင်္ဘောကပတိန်ကအမျိုးသမီးနဲ့ကလေးတွေအရင်တက်ပါဆိုပြီးတော့အမိန့်ပေးခဲ့တယ်ဒါပေမဲ့လေတကယ်သင်္ဘောဒီအသက်ကယ်လှေကိုသင်္ဘောပေါ်ကနေရေချတဲ့အချိန်မှာဒီပထမဆုံးသင်္ဘောမှာဆိုလို့ရှိရင်ဗျာပုံမှန်ဆိုရင်လူ65ယောက်လောက်ဆက်တဲ့ဒီအသက်ကယ်လှေပေါ်မှာတကယ်တမ်းပါသွားတာလူ15ယောက်ရောက်20လောက်ပဲပါသွားတာဘာလို့လဲဆိုတဲ့အကြောင်းပြချက်ကတော့ဒီအသက်ကယ်လှေနဲ့ပင်လယ်တွေကိုဆင်းတဲ့အခါမှာဒီပင်လယ်ပြင်ထဲမှာအရန်ကိုအေးတယ်ဗျာနောက်ပြီးတော့မှောင်မိုက်နေတာပဲဆိုတော့ဒီပင်လယ်ပြင်တွေကိုမောင်မောင်မဲမဲနဲ့အေးချမ်းအေးမြနေတဲ့နေရာကိုဘယ်သူမှမစိမ့်ညင်ကြအောင်ပြီးတော့ဒီတိုက်တန်နစ်သင်္ဘောကြီးပေါ်မှာကလည်းမီးရောင်တွေကထင်ထင်ကြီးရှိတယ်ပြီးတော့နှွေးထွေးမှုလည်းရှိတယ်ဆိုတော့ဒီလူတွေရဲ့အတွေးထဲမှာကသင်္ဘောပေါ်မှာပဲဆက်နေလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဘေးကင်းတယ်ဆိုတဲ့အတွေးမျိုးခေါင်းထဲရောက်သွားတယ်အဲ့ချိန်မှာပဲဗျာအချိန်တွေကတစ်ဖြည်းဖြည်းနဲ့တော့ပို့ပြီးတော့ဆိုးလာတယ်သရုပ်ထတန်းမှာရှိတဲ့ဒီစင်းရဲတဲ့တာမန်ဒီလက်လုံလက်စားခီးတယ်တွေကြတော့ဒီကုန်းဘက်ပေါ်တက်ခွင့်မရအောင်ကိုဒီတန်တကားတွေနဲ့ပိတ်ခံထားရတယ်ဆိုတော့ဒီအောက်မှာပဲဒီရေနစ်ပြီးတေကုန်ရတဲ့ရေတော့ကပိုများလာတယ်ဆိုတော့နောက်ဆုံးဒီမနက်စောပိုင်းဒီ2နာရီ20မိနစ်ဝန်းကျင်လောက်မှာဒီတိုင်တန်နစ်သင်္ဘောကြီးစတင်ပြီးတော့နစ်မြုပ်တယ်ဆိုတော့သူကအမိပိုင်းကစထောင်သွားပြီးတော့ဒီခါးလေးကနေပြီးတော့ကျိုးကျသွားတဲ့ပုံစံဗျာအဲ့လိုပုံစံမျိုးစပြီးတော့နစ်တာအဲ့လိုနစ်ပြီးတဲ့ချိန်မှာဒီပင်လယ်မျက်နှာပြင်အောင်မီတာ3800ဝန်းကျင်ပေါ့ဒီသမုဒ္ဒရာကျမ်းပြင်လောက်ထိကိုစုံကိုနစ်မြုပ်သွားတယ်ဆိုတော့နောက်ဆုံးဒီလူပေါင်း1500ကဒီရေခဲလိုအေးနေတဲ့ဒီအတ္တလန်တိတ်ပင်လယ်ပြင်ထဲမှာကဲပါယူပါအော်ဟစ်နေရင်းနဲ့ပဲဒီနေ့တည်ဆုံးသွားကြတယ်ဒါပေမဲ့တချို့ကြတော့လေလုံးဝအေးလွန်သွားပြီးတော့ဒီဟိုက်ပိုသာမီယာဖြစ်ပြီးတော့ပါဒီအသက်တည်ဆုံးသွားကြတယ်အဲ့လိုတကယ်ကဲပါယူပါလို့អော်နေတဲ့တန်တွေကမိနစ်20နာရီဝန်းကျင်လောက်ထိကြာတယ်လို့သိရတယ်အဲ့နောက်မှာတဖြည်းဖြည်းငြိမ်ကျသွားပြီးတော့လုံးဝအမှောင်ဆုံးမြုပ်တဲ့ညတညဖြစ်သွားတယ်โอเคဒါကတော့ဒီခင်ဗျားတို့ကျွန်တော်တို့သိပြီးသားဒီ Titanic သင်္ဘောကြီးနစ်မြုပ်ရတဲ့အကြောင်းရင်းရဲ့နောက်ွယ်ရပါတော့သူသိမသိတဲ့အကြောင်းလေးတွေကိုကျွန်တော်ကလက်လန်းမိတဲ့လောက်လေးလေ့လာပြီးတော့ခင်ဗျားတို့လည်းသိချင်မယ်ထင်လို့ကျွန်တော်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့အခုဒီဗီဒီယိုလေးကြည့်ပြီးတဲ့အချိန်မှာခင်ဗျားတို့အရင်ကသိထားတယ်တိုင်နဲ့သင်္ဘောကြီးနစ်မြုပ်တယ်ဆိုတာကရေခဲတောင်တစ်ခုတည်းကြောင့်မဟုတ်ဘူးဆိုတာခုလောက်ဆိုခင်ဗျားတို့လည်းနားလေသဘောပေါက်ပြီးတော့သိသွားပြီလို့ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်း like and share လေးလုပ်ပေးပါပြီးလို့ရှိရင်ကျွန်တော်ဒီ KP Knowledge Channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်ကျွန်တော်ကဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုအမြဲတမ်းခင်ဗျားတို့အတွက်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် subscribe မလုပ်ရသေးရင် subscribe လေးနှိပ်ခဲ့ပေးပါပြီးတော့ဘေးနား notification bell လေးကိုလည်းတစ်ချက်လောက်နှိပ်ခဲ့ပေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံတွေ့ကြရအောင်